တရုတ်ဆောင်ပြီးပြင်မှုပြုပြင်ထားတဲ့နှာခေါင်းတော်အထိခံပြီးပေးဆက်ထားတဲ့ဆိုတဲ့မိမိကိုကိုပရိသတ်များအလုံးပဲမင်္ဂလာပါရှင်တရုတ်ဆောင်ကောင်းလို့အကယ်ဒမီရဖို့အထိထင်ကြီးပေးခံထားရတဲ့မိမိကိုကတော့အခုလဲသူရန်ဆန်းဆက်တစ်ဖြစ်နေတဲ့နှာခေါင်းကိုအထိခံပြီးကာရက်တာပြီးပြင်အောင်စူးစမ်းနေပြီလည်းဖြစ်ပါတယ်မိမိကတော့ဇလန်တွဲရရင်အနုပညာလောကထဲဝင်လာခဲ့သူတယောက်ပါရုံမချောလို့ဝေဖန်တာတွေခံခဲ့ရပေမဲ့ပြည်ပြင်းတဲ့တရုတ်ဆောင်ချက်တွေကြောင့်ပရိသတ်လက်ခံအားပေးတဲ့မင်းသမီးတယောက်ဖြစ်လာခဲ့ပြီလည်းဖြစ်ပါတယ်မိမိကတော့ရုံမချောရင်မင်းသမီးမဖြစ်နိုင်ဘူးဆိုတဲ့အရာကိုတွန်းလှန်ပြီးအခုဆိုရင်အကယ်ဒမီမင်းသမီးတယောက်ဖြစ်ဖို့လက်တကမ်းသာလိုတော့တာလည်းဖြစ်ပါတယ်မိမိရဲ့ပြည်ပြင်းတဲ့တရုတ်ဆောင်ချက်တွေကြောင့်2024ခုနှစ်ရဲ့အကယ်ဒမီဆုကိုမိမိရမှာဆိုပြီးပရိသတ်တွေကထင်ကြီးပေးခဲ့ကြတဲ့အထိပါပဲတိုးတက်ပြောင်းလဲလာတဲ့တရုတ်ဆောင်ချက်တွေကြောင့်ပရိသတ်အားပေးမှုကိုရရှိခဲ့တာလည်းဖြစ်ပါတယ်မိမိကတော့တရုတ်ဆောင်ပြီးပြအောင်အရန်စူးစမ်းသူတယောက်ပါသူရဲ့ဇာတ်ကားကိုကြည့်မိတဲ့ပရိသတ်တိုင်းကသူ့ကိုချစ်ခင်အားပေးအောင်သူ့အနေနဲ့အစွမ်းကုန်စူးစမ်းနေခဲ့တာလည်းဖြစ်ပါတယ်မိမိကတော့ကာရက်တာပြီးပြင်မှုဘလောက်တောင်စူးစမ်းလဲဆိုရင်သူရန်ဆန်းဆက်တဲ့ဖြစ်တဲ့နှာခေါင်းကိုတော့ဒဏ်ရာအဖြစ်ခံပြီးစူးစမ်းခဲ့တာလည်းဖြစ်ပါတယ်မိမိကနှာခေါင်းမလားလို့ဝေဖန်ခံခဲ့ရသူလည်းဖြစ်ပါတယ်နှာခေါင်းကြီးကငှက်နဲ့တူရဲဆိုပြီးဝေဖန်ခံခဲ့ရတာမို့သူ့အနေနဲ့ပြုပြင်မှုတချို့လုပ်ခဲ့တာလည်းဖြစ်ပါတယ်ပရိသတ်တွေသူ့ကိုကြည့်လိုက်ရင်အရင်ဆုံးဝေဖန်ကြတာနှာခေါင်းဖြစ်နေတာမို့မိမိကနှာခေါင်းကိုခွဲစိတ်ပြုပြင်ခဲ့တာလည်းဖြစ်ပါတယ်သူကကြည့်လိုက်တာနဲ့အသေးသက်ပြီးကြည့်ကောင်းနှာခေါင်းခွဲစိတ်မှုလုပ်ထားတာပါခွဲစိတ်ထားတာကအသားမကျသေးတာမို့နှာခေါင်းနဲ့ပတ်သက်ရင်အထိမခံရွှေပကံဖြစ်နေရတာလည်းဖြစ်ပါတယ်မိမိကတော့အသားမကျသေးတဲ့သူ့ရဲ့နှာခေါင်းရဲ့စောင်းသွားမှအရန်ဆိုးရင်နေခဲ့တာပါဘလောက်တောင်ဆိုးရင်နေလဲဆိုရင်အကယ်ဒမီပေးဝဲမှာတော့ဘသူကမှနှုတ်မဆက်နိုင်ဘူးဆိုပြီးပြောခဲ့တဲ့အထိပါပဲအကယ်ဒမီပေးဝဲမှာဆွေးရတဲ့သူတွေကိုသူ့အနေနဲ့ထားပြီးနှုတ်ဆက်နိုင်မှာမဟုတ်ဘူးဆိုပြီးကြိုးပြီးတောင်းပန်လာခဲ့တာလည်းဖြစ်ပါတယ်မိမိကတော့သူ့ရဲ့တငယ်ချင်းတွေအကယ်ဒမီရသွားခဲ့ရင်သွားပြီးနှုတ်ဆက်ချင်ပေမဲ့နှာခေါင်းကြောင့်မသွားနိုင်ဖြစ်နေတယ်လို့ဆိုပါတယ်မိမိကတော့အဝေးဘက်အခမ်းအနားလုံးနဲ့နှာခေါင်းကိုခွဲစိတ်ထားတာမို့လူအုပ်ကြီးကိုတိုးရင်နှာခေါင်းရွက်သွားမှာဆိုလို့မသွားနိုင်ဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်အဲ့လိုမျိုးတယူတရဥထားတဲ့နှာခေါင်းကိုအခုဆိုရင်ကာရက်တာပြပြအောင်တန်ရာအရခံခဲ့တဲ့အထိပါပဲမိမိကတော့သူ့ကိုမှချစ်မိသည်ဆိုတဲ့ဇလန်တွေမှာကာရက်တာပြပြအောင်ချစ်မိသူတိုင်းစိတ်တိုင်းကြအောင်ကြိုးစားရင်နှာခေါင်းထိသွားခဲ့တာလည်းဖြစ်ပါတယ်မိမိကသူ့ကိုမှချစ်မိသည်ဇာကမှပရိသတ်အမုန်းခံရတဲ့အထိသူ့ရဲ့တရုပ်ဆောင်ချက်တွေကအမိုက်စားဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်ပရိသတ်တွေကသူ့ကိုဘလောက်တောင်မုန်းလဲဆိုရင်နင်းနဲ့နာနာတွေပြောဆိုပြီးလမ်းတွင်ရင်ခဲနဲ့ထုကျင်ကြတဲ့အထိပါပဲအဲ့လိုမျိုးပရိသတ်တွေရဲ့အမုန်းကိုရတာသူ့ရဲ့ပြည်ပြင်းတဲ့တရုပ်ဆောင်ချက်ကြောင့်ပါပဲမိမိကတော့ဇလန်းကောက်အောင်တေချပြင်ဆင်ရိုက်ကူးခဲ့တာမို့ပရိသတ်အမုန်းကိုရခဲ့တယ်လို့အခုလည်းသူ့ရဲ့ပေးဆက်မှုတွေကိုချပြလာခဲ့ပြီလည်းဖြစ်ပါတယ်မိမိကတော့သူ့ကိုမှချစ်မိသည့်ဇလန်းတွဲရိုက်ကူးရင်နှာခေါင်းထိသွားခဲ့တာပါစာဝင်ကန်းတချို့မှာဟိန်းတဲ့ရန်ဖြစ်ပြီးပါချတဲ့အခန်းရရင်ဟန်ချက်ပြက်ပြီးနှာခေါင်းထိမိခဲ့တာလည်းဖြစ်ပါတယ်ယောက်ျားအားနဲ့ရိုက်ခဲ့တာမို့နှာခေါင်းမှာအနာဖြစ်ခဲ့တဲ့အထိပါပဲရိုက်မိတဲ့ဟိန်းသက်ကအာနာပြီးတောင်းပန်နေပြီမဲ့မိမိကတော့မုပြတ်မှာကြောက်ပြီးမောင်းထုတ်နေခဲ့တာလည်းဖြစ်ပါတယ်မိမိကတော့တကယ်အရိုက်ခံလိုက်ရပြီမဲ့ကာရက်တာကိုပိုပြီးဦးစားပေးနေခဲ့တာလည်းဖြစ်ပါတယ်ပွဲထဲမှာတော့နှာခေါင်းထိမိမှာဆိုလို့မသွားတဲ့မိမိကတော့ကာရက်တာပြီးပြန်အစွမ်းကုန်စူးစမ်းနေခဲ့တာလည်းဖြစ်ပါတယ်